ကောင်လေးကမြင်လိုက်ုံနဲ့တင်ဒီကြောက်တုံးထဲမှာရတနာတွေဖွက်ထားတယ်ဆိုတာသိလိုက်တယ်ဒါနဲ့သူကမြေပြင်ကကြောက်ခဲသေးသေးလေးတစ်လုံးကိုကောက်ယူပြီးအဲ့ဒီကြောက်တုံးကြီးစီအားကုန်ပစ်ပေါက်လိုက်ပေမဲ့ကြောက်တုံးကြီးကလုံးဝမလုပ်ဘူးဘေးနားကလူတွေအကုန်လုံးရဲကြတယ်ဒီကလေးဘလောက်တောင်မိုက်တလဲဆိုပြီးပေါ့အဲ့ဒီအချိန်မှာပဲရတနာပစ္စည်းတွေအတွက်လေလံပွဲစတင်တော့မလို့လူတွေအားလုံးပြေးလွှားပြီးအထဲကိုဝင်သွားကြတယ်ဒါပေမဲ့အားလုံးကမကွဲနိုင်ဘူးလို့ထင်ထားတဲ့အဲ့ဒီကြောက်တုံးကြီးကရုတ်တရက်ကွဲထွက်သွားပြီးအတွင်းထဲကနေတောက်ပတ်တဲ့ရွှေရောင်တိုကင်တစ်ခုထွက်လာတယ်ကောင်လေးကအဲ့ဒါကိုကောက်ယူပြီးလေလံပွဲစီတန်းတန်းမတ်မတ်သွားလိုက်တယ်အဲ့ဒီအချိန်မှာသူ့ရဲ့မာနကြီးတဲ့အကိုကြီးကကဲဒီနေ့ပြိုင်ပွဲတစ်ခုလုပ်ကြဆိုလို့ပြောလာတယ်ကြောက်ခဲချင်းသုံးချင်းကိုယူခိုင်းတဲ့နှစ်ယောက်လုံးကကြောက်တုံးတုံးစီရွေးရမယ်ဘသူကြောက်တုံးကတန်ဖိုးအနည်းဆုံးဖြစ်မလဲဆိုတာပြိုင်ရမှာဖြစ်ပြီးအနိုင်မရတဲ့သူကိုအိမ်ကနေနင်းထုတ်မယ်လို့ပြောတယ်အကိုကြီးကတော့ညံမျောမြင်တဲ့ကြောက်တုံးတုံးကိုရွေးလိုက်ပြီးပရိသတ်တွေအားလုံးအံ့အားသင့်သွားတယ်ဒီကြောက်တုံးကတန်ပေါင်းများစွာတန်ဖိုးရှိမှတေချာတယ်လို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့ကောင်လေးကတော့အဲ့ဒီကြောက်တုံးရဲ့အတန်ကိုတိတ်တိတ်လေးနားထောင်နေတယ်ပြီးတော့ဒီကြောက်တုံးထဲမှာဘာဖိုးတံပစ္စည်းမပါဝင်ဘူးလို့သူကပြောပြတယ်အကိုကြီးကတော့သူ့ကိုမယုံကြည်ခဲ့ဘူးကြောက်တုံးကိုခွဲလိုက်တဲ့အခါကောင်လေးပြောခဲ့တဲ့အတိုင်းပဲအဖြေထွက်လာတယ်တန်ဖိုးကအမေရိကန်ဒေါ်လာ9 သန်းပဲရှိတယ်အခုကောင်လေးကလည်းကြောက်တုံးတုံးကိုကောက်ယူလိုက်တယ်သူ့မိကချောင်းမွနေရဲ့ကြောက်တုံးတွေရဲ့မှာဘာမှထူးခြားတာမရှိဘူးတားရဲ့လို့ပြောပြီးတားမြစ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ကောင်လေးကဘာမှနားမထောင်ပဲအဲ့ဒီကြောက်တုံးကိုမြေကြီးပေါ်အားရပါရပြစ်ပေါက်ချလိုက်တယ်နောက်တစ်စက္ကန့်မှာဘယ်သူမှမထင်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်